ဘဝကုသိုလ်ကံကလည်းစိုးကျင်သူတရားမို့ဦးလေးလူပြိုကြီးကလည်းတမလွန်ဘဝကိုထပ်မံပြီးကိုပြောင်းသွားပြန်ပါတယ်မိဘမဲ့ဘဝဆိုတာကရှေးခင်ချိန်ကရင်လူနေမှုအဖွဲ့အစည်းမှာမျက်နှာငယ်ရတဲ့အပြင်ဝိုင်းဖေခြင်းကိုလည်းခံရပါတယ်။ဘာကြောင့်လဲဆိုတော့မိဘမဲ့ဖြစ်ခြင်းဟာကုသတဲ့ယောဂတစ်ခုလိုဖြစ်နေတယ်လို့သဘောထားယုံကြည်ကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဝေဖို့ဆိုလို့ကလူသူနဲ့ကင်းတဲ့အရက်မှာသွားရောက်နေထိုင်ပြီးတော့အေးအေးချမ်းချမ်းနဲ့တကူတဲ့တာယာခုတ်ထွင်ပြီးတော့လောက်ကစားတောင်းနေလေတဲ့ယောသားဖြတ်မှတ်တဲ့လူတူဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့လေကင်းကိုလာရောက်ဖြစ်စီတတ်တဲ့တော်ဝမ်းမြအစရှိတဲ့ဒရိစံတွေကိုဆဲဆုံမောင်းမဲခြင်းမပြုဘဲနဲ့အမြဲမြတ်တာထားပို့တာလေးရှိတယ်။သူစီရောက်ရှိလာတဲ့တော်လိုက်မှုဆိုးတွေကိုလည်းအမဲလိုက်ရှာထွက်တဲ့အခါမှာဒရိစံတွေဘေးမတည်ရမကားစေဖို့သေဘေးကနေပြီးလွမြောက်စေဖို့နှုတ်ကနေတဖွာဖွာမြတ်တာဖို့ဆူတောင်းပေးခဲ့တယ်။အဲ့အတွက်ကြောင့်လည်းမုတ်ဆိုးတွေကသားကောင်တွေနဲ့အမြဲလွှဲချော်ခဲ့ရတာတွေကြီးပါပဲ။ဝေဖို့ဆောလို့တယောက်နေ့စဉ်နဲ့ညသူနေထိုင်တဲ့တောင်ချေအနီးကတသင်သင်စီးစင်းနေတဲ့စမ်းချောင်းငယ်လေးတစ်ခုမှသားရောက်ပြီးတော့ရေချိုးလေးရှိတယ်။စမ်းချောင်းအထက်ကိုလည်းမကြာခဏဟင်းသီးရက်တွေကိုရှာဖွေစားတော့တတ်တယ်။စိတ်ငြိမ်တဲ့တောတောင်ဆိတ်ဆန်းတော့မှတီတီတက်တက်စကားပြောတဲ့တွေချက်တွန်တဲ့တွေခွေးဟောင်တဲ့တွေကိုကြားရတဲ့အတွက်ကြောင့်ဝေဖို့ဆောလို့တယောက်နားဆွင့်မိတယ်။ဒါပေမဲ့လေတစုံတယောက်ကိုမှအရေးအယောင်မတွေ့ပဲရှိနေတယ်။လေတိုက်လို့ဖြစ်ပေါ်လာတဲ့အတန်များလားစမ်းကြောင်းကတစင်ရီစီးစင်းတဲ့အတန်များလားဆိုပြီးဝေဖို့ဆောလို့ကတွေးတောမိနေလေရဲ့ဒီနေ့မှစမ်းကြောင်းတစ်ပြီးကကြောက်တုံးတစ်ခုပေါ်မှာထိုင်ကြည်လီအေးများလာပါတဲ့စမ်းရည်လေးတွေတသွင်သွင်စီးစင်းနေတာကိုဝေဖို့ဆောလို့ကကြည့်နေမိတယ်